လုံးသွင်းတဲ့ရေဖွဲ့ခဲ့တဲ့ဒီလောကရန်တွေရဲ့ကြားအပြစ်ကင်းတဲ့ခလေးလေးတယောက်ခေါ်ဆောင်လာခဲ့တယ်။အိုဖေးဖေးကြီးတဲ့သူခေါ်တဲ့လေးရဲ့ဦးဆုံးစကားစပြောချိန်တတိယရဲ့လူဘဝကခံမရခက်တဲ့အမေဖြေကိုယ်စီနဲ့လောကပုံစားသဘာဝပဲအချိန်တန်ရွယ်ရောက်ရင်ဟိုစင်ကြီးရပဲတိတ်လုံးဆန္ဒများမမတွေတတိထားဘဝသားကောင်းတယ်လေကောင်းတယ်လေပါဒီတလဲဝီတလဲပါအလုံးသွင်းတဲ့ရေဖွဲ့ခဲ့တဲ့ဒီလောကရန်တွေရဲ့ကြားအပြစ်ကင်းတဲ့ခလေးလေးတယောက်ခေါ်ဆောင်လာခဲ့တယ်။အိုဖေးဖေးကြီးတဲ့သူခေါ်တဲ့လေးရဲ့ဦးဆုံးစကားစပြောချိန်တတိယရဲ့လူဘဝကခံမရခက်တဲ့အမေဖြေကိုယ်စီနဲ့လောကပုံစားသဘာဝပဲအချိန်တန်ရွယ်ရောက်ရင်ဟိုစင်ကြီးရပဲတိတ်လုံးဆန္ဒများမမတွေတတိထားဘဝသားကောင်းတယ်လေကောင်းတယ်လေပါဒီတလဲဝီတလဲပါဒီလောကရန်တွေရဲ့ကြားမှာသင်ခန်းစာရီယူပါဆိုတလဲကောင်းတယ်လေဘဝသမာယာရီကြားတွေကလွမြောက်နိုင်အောင်ကြိုးစားဒါဖိမြစ်တာစကားခဲ့တဲ့ဒီလောကရန်တွေရဲ့ကြားအပြစ်ကင်းတဲ့ခလေးလေးတယောက်ခေါ်ဆောင်လာခဲ့တယ်